丢了老师တို့ကစိတ်ဆိုးတာစိတ်တူတာကိုကြတော့生气生气နော်စိတ်မဆိုးနဲ့ဆိုရင်别生气别生气别生气စိတ်မဆိုးဘူးဆိုရင်不生气不生气不生气မင်းပါစိတ်ဆိုးနေတာလေ你在生什么气你在生什么气နော်ငါမင်းကိုစိတ်ဆိုးနေတာ我在生你的气我在生你的气နော်စိတ်မဆိုးပါနဲ့တော့别生气了别生气了别生气了နော်သူနည်းနည်းစိတ်ဆိုးသွားပြီ他有点生气了他有点生气了နော်ဟုတ်ပါတာဆိုမိတ်ဆွေတို့ကကြတော့ဒီစိတ်ဆိုးတယ်နဲ့ပတ်သက်တဲ့เนาะအတုံးလုံးလေးအခေါ်အဝေါ်လေးကိုရသွားပြီဖြစ်ပါတယ်တကယ်လို့မိတ်ဆွေတို့ကတခြားဗီဒီယိုလေးကိုထပ်ပြီးလေ့လာချင်တယ်ဆိုရင်လောက်ရှတော့နောက်ဗီဒီယိုလေးထဲမှာထပ်ပြီးတွေ့ကြရအောင်အားလုံးကျေးဇူးတင်ပါတယ်谢谢大家的切久力吧